Okay ဒီနေ့မှာတော့ဈေး15သိန်းဝန်းကျင်ပါကင်မရာပိုင်းကျန်းနေဆိုပြီးတော့တော်တော်လေးနာမည်ကြီးနဲ့ဒီဖုန်းနှလုံးကိုကင်မရာ conversion လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီဖုန်းနှလုံးက Xiaomi ရဲ့ CP4 Pro ရဲ့ Tecno ရဲ့ Camon 30 Premier ရဲ့ဆိုတော့ကင်မရာပိုင်းနဲ့ပြောလို့ရှိရင်ဒီဖုန်းနှလုံးမှာဘယ်ဖုန်းကိုရွေးရပုံထက် result လေးကရောဘလို့အခြေအနေရှိမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့မှာဒီဖုန်းနှလုံးကိုကင်မရာ conversion အသေးစိတ်လုပ်ပေးသွားမှာဖြစ်တာမျိုးတန်နေတဲ့ဆိုရင်တော့ like and share လုပ်ပြီးတော့ကူညီပေးသွားလို့ရပါတယ်လို့ပြောနေတယ်အစီအစဉ်လေးကိုစကြတာပေါ့ကင်မရာအကြောင်းပြောမယ်ဆိုရင်တော့ CP4 Pro မှာက Leica နဲ့ collaboration လုပ်ထားတယ် Tecno Camon 30 Premier မှာကျတော့ Sony နဲ့ collaboration လုပ်ထားတယ် camera specification တွေအနေနဲ့ကတော့ကျွန်တော်အခုပြထားတဲ့အတိုင်းမျိုးဖြစ်ပါတယ် No, I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show. ပုံလို့တစ်ချက်ကြည့်ကြည့်ဒါကနေကင်းပတ်လင်းရောက်အားကောင်းတဲ့အချိန်မျိုးမှာ CP4 Pro ရဲ့ပုံထွက်က HD ကတော်တော်လေးကောင်းတာမျိုးတွေ့ရတယ်။ကောင်းတဲ့အပင်လေးတွေမှာဆိုပို့ပြီးတော့မှသိကြတယ်။မူရင်းကာလာတဲ့ saturate ဖြစ်အောင်အကြောင်းကိုဆွဲတင်ပေးနိုင်တယ်။ Camon 30 Premier ကျတော့ natural sun နဲ့ဘက်ကိုပို့ပြီးတော့မှသွားတယ်။ဖုန်းနှလုံးကို compression မလုပ်ဘူးဆိုလို့ရှိရင်တော့ Camon 30 Premier ရဲ့ quality ကမသိတာဘူးဆိုရင်ကျွန်တော် screenshot တွေပါရိုက်တဲ့အခါကျလို့ရှိရင်တော့ရလာတဲ့ result ကတော်တော်လေးမှသိကြတယ်။လူပုံရိုက်ထားတဲ့ဒီပုံမှာဆိုရင်ဖုန်းနှလုံးရဲ့သွားကျင်တဲ့ပုံစံတွေကမတူတာကိုတွေ့ရလိမ့်မယ်။ Camon 30 Premier ရဲ့ပုံထွက်က natural sun နဲ့ဘက်ကိုသွားတယ်။အပြင်နဲ့အနည်းဆက်ဆုံးကိုသွားပြီး CP4 Pro ဟာကျတော့ရိုက်လိုက်တဲ့အခါမျိုးမှာချောသွားတာတို့ smooth ဖြစ်သွားတာမျိုးအခုဒီပုံမှာဆိုလို့ရှိရင် skin tone ဆိုရင်မတူတော့ဘူး CP4 Pro ကပိုဖြူနေတာမျိုးတွေ့ရတယ် shadow ကျတဲ့အပိုင်းလေးတွေမှာလည်း CP4 Pro ကပိုပြီးတော့မှနက်တယ် CP4 Pro ရဲ့ telephoto lens က optical zoom ကို 4H digital zoom ကို 20H အမြင့်ဆုံးထားရိုက်လို့ရမှာဖြစ်ပြီးတော့ Camon 30 Premier က optical zoom ကို 3H digital zoom ကို 60H တောင်မှအမြင့်ဆုံးထားပြီးတော့ရိုက်လို့ရတယ်အခုပြထားတဲ့ပုံက CP4 Pro ရဲ့အမြင့်ဆုံး 20H zoom နဲ့ Tecno Camon 30 Premier ရဲ့ 60H ကိုမှ 20H နဲ့ပဲရိုက်ထားတဲ့ zoom ဒီပုံနှစ်ပုံမှာတော်တော်လေးကိုမှတိတိကျကျခွာသွားတာက main lens နဲ့ရိုက်တုန်းက CP4 Pro က saturate အားကောင်းတယ် contrast ကောင်းတယ်ဆိုတဲ့ပုံကိုတွားရမယ် telephoto နဲ့ရိုက်တဲ့အခါမျိုးမှာတော့ Camon 30 Premier နဲ့ရှင်အကြောင်းတော်တော်လေးမှိန်သွားတာကိုတွေ့ရတယ်ပြီးတော့ zoom in လုပ်တဲ့အခါမျိုးမှာလည်းဒီကသိမှကြမ်းတော့ဒါပေမဲ့ Camon 30 Premier မှာက 20H လောက်ဒီကဒီတေးအများကြီးကျန်သေးတယ် Camon 30 Premier ရဲ့ 68 နဲ့ရိုက်တဲ့အခါမျိုးမှာတော့ဒီတေးသိမှကြမ်းတော့ပဲနဲ့ဝါသွားတယ်ဒါပေမဲ့ရိုက်လိုက်တဲ့ object ကိုကောင်းကောင်းမြင်ရသေးတယ် Ultra wide မှာတော့ Camon 30 Premier မှာက 15mm aperture 2.2 14mm wide အကျယ်ကကြတော့114 degree အထိရမယ် CP4 Pro မှာတော့12 megapixel aperture 2.2 15mm wide အကျယ်က120 degree အထိရမယ် Ultra wide နဲ့ရိုက်တဲ့ဒီပုံမှာဆိုရင် CP4 Pro ရဲ့ကင်မရာက dynamic range ကြည့်လို့ရမ်းကောင်းတယ်ကောင်းရင်ဆိုရင်ကောင်းတဲ့အကြောင်း exposure တင်ပေးနိုင်တယ်အောက်ဘက်မှောင်တဲ့နေရာဆိုလည်းသူကမှောင်ချပေးနိုင်တယ်ဒါပေမဲ့အကြောင်းဆိုအောင်လုပ်ပေးတဲ့နေရာမှာတော့တိတ်ပြီးတော့ handle မဖြစ်ဘူးအောက်ဘက်ကအနီရောင်ဆိုလုံးဝကြီး saturate တင်ပေးလိုက်ပြီးတော့အပေါ်ဘက်တခြားအရောင်တွေဆိုလို့ရှိရင်တခြားကမှိန်သွားတယ် color adjustment လုပ်တဲ့နေရာမှာတိတ်ပြီးတော့ balance မဖြစ်တယ်လို့ခံစားရတယ် Tecno Camon 30 Premier မှာက CP4 Pro လောက်တော့ color saturate မဖြစ်ဘူးဒါပေမဲ့ color adjustment လုပ်တဲ့အပိုင်းမှာတော့ပုံထဲမှာအဓိကပါဝင်တဲ့အနီအပြာအစိမ်းခဲအောင်ဒီအရောင်တွေက balance ဖြစ်တယ်ရှယ်လိုက်တဲ့အခါမျိုးမှာ natural center သဘောကျတဲ့သူတွေတော့ကတော့ Tecno Camon 30 Premier လေးကိုပို့ပြီးတော့မှသဘောကျလိမ့်မယ် portrait ထဲမှာတော့အခုမြင်တွေ့ရတဲ့အတိုင်းပဲနှစ်ပုံလုံးမှာက color ပိုင်း contrast ပိုင်းဘာမှအပြစ်ပြောရမရှိဘူးနောက်ကဗလားတွေကလည်းအတုံးတုံးကြီးဖြစ်မနေဘဲနဲ့ smooth ဖြစ်နေရောပဲportrait ပိုင်းမှာဆိုလို့ကတော့ဒီဖုန်းနှလုံးကိုစိတ်ချလို့ရတယ် selfie camera ပိုင်းမှာတော့ Tecno Camon 30 Premier မှာက 15mm aperture 2.5 24mm wide ကိုသုံးပေးထားပြီးတော့ CP4 Pro မှာတော့ dual selfie camera နဲ့လာတယ်ပထမတစ်လုံးက 32 megapixel aperture 2.4 100 degree အကျယ်ရှိတဲ့ ultra wide ရဲ့နောက်တစ်လုံးကကျတော့32 megapixel ပုံမှန် selfie camera ကိုတက်ဆင်ပေးရတယ်ဆိုတော့ပုံကလေးတွေကိုတစ်ချက်ကြည့်ရနှစ်ပုံလုံးမှာကဒီလေးတော်တော်လေးကောင်းတယ်ဇွန်ဆိုင်ကြည့်ရင်ပို့ပြီးတော့မှသိကြတယ်စပင်ရှိလေးဆိုရင်ကောင်းကောင်းကြည့်လို့မှမြင်ရတယ်ဒါပေမဲ့ဖုန်းနှလုံးမှာကအဓိကကွာခြားချက်က Xiaomi ဆိုတဲ့အတိုင်းပဲတခြားသောဖုန်းတွေတဲ့ skin tone မှာဆိုရင် smooth ဖြစ်တဲ့ဘက်ကိုသွားတယ်ရိုက်လိုက်တဲ့အခါမျိုးမှာချောသွားတာတို့ smooth ဖြစ်သွားတာတို့ CP4 Pro ရဲ့သွားခြင်းတဲ့ပုံစံကယောက်ျားလေးတက်စားလို့ရှိရင် main ချက်လေးနဲ့ပို့ပြီးတော့မှလိုက်တယ်နောက်ထပ် CP4 Pro မှာက ရိုး selfie camera ရဲ့ ultra wide selfie ရဲ့ဆိုပြီးတော့နှစ်မျိုးရိုက်လို့ရတယ်ဒီမှာပါလာတဲ့ ultra wide selfie ဆိုလို့ရှိရင်100 degree အကျယ်အထိရိုက်လို့ရမယ်ရိုက်ကြည့်ရတဲ့လောက်ကတော့တော်တော်လေးမှသဘောကျပြီးရဲ့အဓိကတော့ ultra wide ဆိုတာတဲ့ CP4 Pro ရဲ့ camera optimization အလုပ်လုပ်ပုံပုံလေးတွေကတတရနဲ့ကိုထွက်လာတာ Tecno Camon 30 Premier မှာတော့ detail ကောင်းတယ်contrast ကောင်းကောင်းနဲ့အပြင် look ကိုမှ natural sun နဲ့ပုံကိုသွားတယ် selfie camera ဘိုင်းမှာတော့ megapixel is not everything လို့ပဲပြောရတယ်ကျွန်တော်အနေနဲ့ selfie camera ဘိုင်းမှာဆိုလို့ရှိရင်တော့ CP4
CB4 Pro ကိုပို့ပြီးတော့မှသဘောကျမိတယ်ဗီဒီယိုရိုက်ကူးမှုအပိုင်းမှာဆိုလို့ရှိရင်တော့ဖုန်းနှလုံးမှာက 4K 60fps အထိအမြင့်ဆုံးထားပြီးတော့ရိုက်လို့ရတယ်ရိုက်ကြည့်ရတဲ့ result တွေအရတော့ Tecno Camon 3 Premier က video exposure ပိုင်းမှာ CB4 Pro ထက်ပိုကောင်းနေဆိုရင်လည်း share ကြောင့်မှုအပိုင်းမှာအားနည်းသလိုရိုက်ရတာက CB4 Pro လောက်တော့ stable ဖြစ်မနေဘူးပြီးတော့ Camon 3 Premier မှာကရိုက်နေရင်တစ်ချက် focus အောက်သွားတာလေးရှိရယ်ဒီချက်တော့သိပြီးတော့သဘောမကျအောင်ဆိုတော့ဖုန်းနှလုံးရဲ့ပုံထက်လေးတွေ video quality နဲ့ပတ်သက်လို့ကိုလိုအားလုံးကြည့်လို့ရအောင်ကျွန်တော်ပုံလေးတွေ video လေးရိုက်ပြီးတော့ထည့်ပေးထားပါတယ်ဒီ video လေးကိုကြမ်းနေတဲ့ဆိုတော့ကျွန်တော်ကို like and share လုပ်ပြီးတော့ကူညီပေးသွားလို့ရတယ်လို့ဒီဖုန်းလေးတွေကိုကြမ်းနေတဲ့လို့ဝယ်ချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ AP mobile မှာကိုယ်တိုင်စမ်းသပ်ဝယ်လို့ရပါပြီလို့သတင်းကောင်းပိုင်းနဲ့ပဲ result လေးတွေကိုကြည့်ရတာပေါ့ No, I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up. I don't ever slow up. No, I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. I don't ever slow up. No, I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. Everything I do so instinctive and so passionate. Every word I move so descriptive like an adjective. I got a vendetta against people who patented being negative when you should be getting